အဲ့နိဗ္ဗာန်ကုသိုလ်ဆိုတာလေးရှိတယ်ဒီမှာကြီးနော်နိဗ္ဗာန်ကုသိုလ်ဆိုတာအမြဲမပြတ်ဖြစ်နေတဲ့ရနေတဲ့ကုသိုလ်မျိုးပေါ့တိတရဏငါးသီလမဲချစေရန်15ရက်စွာဝါသင်္ကန်းလူရန်တောက်ရေကကျောင်းလူတဝနိဗ္ဗာန်ပုံညရှိသူမှာသောတာပန်လိုပဲဂတိမြဲသူလဲပယ်မပြန်ဆိုပြီးတော့အမြဲမပြတ်ရနေတဲ့ဖြစ်နေတဲ့ကုသိုလ်9မျိုးဆိုပြီးတော့အဲ့လိုလေးရှိတယ်နော်အဲ့မှာတိတရဏဆိုတာကတော့တရဏဂုံ3ပါးအမြဲတမ်းပွားများနေတဲ့သူပေါ့နော်သမုံရင်တရဏဂုံ3ပါးရဲ့အပေါ်မှာယုံကြည်ပြီးတော့စိတ်ကတဲ့သူလို့ဒီလိုပြောလို့ရတယ်နောက်ငါးသီလဆိုတာက၅ပါးသီလခုနကဝိုင်းတို့ဒါစောက်တည်ခဲ့တဲ့၅ပါးသီလအဲ့ဒီ၅ပါးသီလကိုခဝက်ပစိုးလို့မြဲနော်မိမိကလိုက်နာမယ်စောက်တည်မယ်ကြင်ကြံထားမယ်ဆိုလို့ရှိရင်တဲ့ဒါသောတာပန်လိုပဲတဲ့ဂတိမြဲသူလည်းပယ်မပြန်အပေတကားပိတ်တဲ့ကုသိုလ်မျိုးလို့ပြောကြတာနော်ဓမ္မဂတိကတွေတိတရဏငါးသီလမဲချစေရမဲလှူတဲ့ကုသိုလ်တဲ့နော်နောက်တစ်ခုက15ရက်စွမ်းဆိုတာကတော့ဒါကတော့စပိမာတော့15ရက်စွမ်း15ရက်ကိုတစ်ခါလှူတဲ့ကုသိုလ်မျိုးပေါ့နော်တွေးကြည့်ရင်တော့အခုဒီမကြီးတို့ဒါမကြီးအောင်ဆုံးကတ်တယ်ဆိုလို့ရှိရင်ဟိုကဘယ်နေ့တွေမှာဟိုပုံမှန်ပေါ့အစင်ကံဖြစ်အောင်ကတ်မလဲပေါ့နော်ဥပမာတနေ့ကနွေဆိုလို့ရှိရင်လေတနေ့ကနွေနေတိုင်းကတ်တယ်ဆိုလို့ရှိရင်ဒါဒီလိုမျိုးပေါ့15ရက်စွမ်းဆိုတာဟိုကတလဆိုရင်တလ15ရက်ဆို15ရက်အမြဲတမ်းလုံနိုင်တဲ့ကုသိုလ်မျိုးဒါကအစင်ကံဖြစ်သွားတာပေါ့နော်ကုသိုလ်တစ်ခုကအဲ့ဒါကဘယ်ကုသိုလ်ပဲဖြစ်ပေါ့ဟိုပရိစိတ်တာပဲဖြစ်ဘယ်လိုပုံစံနဲ့ပဲစိတ်ဂုဏ်တော်ကိုယ်ပဲစိတ်တရဏဂုံပဲစိတ်တရားပဲထိုင်ပေါ့အမြဲမပြတ်လုံနိုင်တဲ့ကုသိုလ်ကဒါအာစင်နကံကုသိုလ်ဖြစ်တယ်နော်အာစင်နကံကုသိုလ်ရိုးကုသိုလ်နဲ့စိတ်ကူးပေါက်လို့ထလုပ်တဲ့ကုသိုလ်မျိုးနဲ့ဒီအာစင်နကံကုသိုလ်နဲ့ကြတော့မတူဘူးနော်အကျိုးပေးခြင်းမတူဟိုဒီခါလေးတချို့ဟိုများသောအဖြစ်တော့ကျွန်တော်လူတွေကဟိုတခုခုလိုချင်လို့ရှိရင်ပဲဖြစ်ပေါ့ကုသိုလ်ကောင်းဖို့လုပ်တဲ့အနေအထားမျိုးပါနော်သို့မဟုတ်ရင်ဒုက္ခကြုံလို့ပဲဖြစ်ပေါ့ဒီလိုမျိုးထတာလုပ်ရတဲ့အနေအထားတွေကများတယ်ဟိုအာစိနကံဖြစ်ဖို့ဆိုတာမျိုးကြတော့တို့လူတော်များများကဟိုတရားမှတယောက်ဆိုလို့ပဲမလွဲလာအဲ့ဒါလေးတတိထားပြီးလှုပ်စားပါနော်ပရိစိတ်ပါလားဘာလုပ်ပါလဲတရားထိုင်ပါလားပရိစိတ်တယ်ဗျအဲ့ဒါကိုနေ့စဉ်နေ့တိုင်းမပြတ်ဘူးနော်ဖြစ်အောင်လုပ်ရပါအဲ့ဒါမှအာစိနကံဖြစ်တယ်ဥပမာတနေ့ဟိုတရား15မိနစ်ထိုင်ပဲဆိုလို့ရှိရင်ဒါနေ့တိုင်းပေါ့ဘယ်နေရာရောက်ခရီးထွက်နေလဲအဲ့နေရာမှာကိုရောက်အောင်ထိုင်ဘယ်လိုနည်းနဲ့မှမပြတ်တဲ့ကုသိုလ်မျိုးပေါ့ဟိုတနေ့15မိနစ်ဆိုရင်ဒါနေ့တိုင်း15မိနစ်ထိုင်နိုင်အောင်ကြိုးစားလုပ်နိုင်အောင်လုပ်ရပါအဲ့ဒါအာစိနကံကုသိုလ်ဖြစ်တယ်အဲ့ဒီအာစိနကံကုသိုလ်ကတကယ်အကျိုးပေးတန်တယ်ပေါ့နော်အဲ့ဒါ15ရက်စွမ်းဒါကတော့ဒီမှာတော့စပင်မှာတော့သူလင်္ကာထဲမှာတော့ဒီလိုလေးပေါ့15ရက်စွမ်းဝါသင်္ကန်းဆိုတော့ဝါဆိုသင်္ကန်းလှူတဲ့ကုသိုလ်ပေါ့လို့ပြောတာလှူဒန်းတောက်ရေကန်တဲ့နောက်တစ်ခုကအခုဒီမှာရေးတာရေချမ်းဆန်လှူထားတယ်အဲ့ဒါလူတွေနောက်ကလေးတွေဘယ်သူမဆိုပေါ့ကိုရသားသမီးတောက်တိုင်းဒီမှာရေးတာကုသိုလ်ဖြစ်နေတယ်လို့အဲ့လိုလေးသိတာနော်ဒါအမြဲမပြတ်ရနေတဲ့ကုသိုလ်အဲ့ဒါကြီးအကြောင်းအလျော်စွာအလောက်အားရင်တောက်ရည်လေးပါလေးလာဖြည့်နော်ဖြည့်လို့ရပို့ပြီးတော့လဲသတိတရားဖြစ်စေတာပေါ့နော်ဒါနိဗ္ဗာန်ကုသိုလ်လို့ခေါ်တဲ့အမြဲမပြတ်ရနေတဲ့အထက်မှာဒါဒီကုသိုလ်ပါတယ်နော်
15ရက်ဆွမ်းဝါသင်္ကလှူဒန်းတောက်ရည်ကကျောင်းလူတဝနိပတ်တပုံညရှိသူမှန်တဲ့ကျောင်းလှူတဲ့အလူကျောင်းလှူတဲ့အလူဘာလို့နိပတ်တခေါ်တယ်လဲလို့မေးရင်မဲအခုဆိုပါစို့ဒီကျောင်းလေးဝါကျောင်းလေးလှူထားတဲ့ဆိုပါစို့ဒီပုံမှာရဟန်းတန်ဃာတွေပေါ့နော်ဒါဟိုစတဲ့လိုက်တွေမှာဆိုလို့ရှိရင်ပြောပါတယ်ကျောင်းလေးကျောင်းဆောက်လှူထားတယ်ဆိုဒီပုံမှာရဟန်းတန်ဃာတွေအများကြီးပဲနော်သတင်းသုံးနေရတာနေ့တူကသတင်းသုံးနေတယ်နေ့တူကမေတ္တာပို့နေတာနော်အဲ့တော့ကုသိုလ်တွေနေတိုင်းဖြစ်တာပေါ့ဒါကျောင်းလူတဲ့ကုသိုလ်ပေါ့ကျောင်းလူတော်ကနိဗ္ဗာန်ပုံရရှိသူမှန်တဲ့သောတာပန်လိုပဲဂတိမြဲသူလဲပယ်မပြန်သောတာပန်လိုပဲဆိုတာကအဲ့တော့ကုသိုလ်ကောင်းမှုတွေဘလောက်ပဲလုပ်လို့သောတာပန်အနေဆုံးသောတာပန်အဆက်မှရမထားရင်ဂတိမမြဲသေးဘူးလို့ဒီလိုပြောတယ်နော်သောတာပန်လိုပဲဂတိမြဲသောတာပန်ဖြစ်သွားပြီဆိုရင်ဂတိမြဲသွားပြီအပယ်လေးပုံမသွားတော့ဘူးနော်ပိတ်သွားပြီဒါဒီသောတာပန်အဆက်မှာဖြစ်တဲ့ကုသိုလ်မျိုးနဲ့သူကနှိုင်းတာပေါ့နော်ဒါရေကတောက်ရီအိုလှူတဲ့သူကုသိုလ်မျိုးဒီလိုမျိုးနှိုင်းတာအဲ့တော့ဒီမှာအဲ့လိုလေးဘုဟုတုတယူထားလိုက်နော်အဲ့လိုလေးရှိတယ်အဲ့တော့ဒီမှာလှူထားတဲ့တောက်ရီကကုသိုလ်သည်နိဗ္ဗာန်အမြဲမပြတ်ရနေတဲ့ကုသိုလ်လို့အဲ့လိုတွေသဘောပေါက်တာနော်သောတာပန်တွေအပေတကားပိတ်သွားသလိုပဲပေါ့ဒီမှာတို့လှူထားတဲ့ကုသိုလ်သည်နေ့စဉ်နေ့တိုင်းမပြတ်ရနေတဲ့အတွက်အပေတကားပိတ်တယ်လို့အဲ့လိုလေးသဘောပေါက်ထားဗျာနော်ဒီအမြဝေးကြအောင်